ဒီမှုန်နေတော့ဒီရက်ထဲဘာမှမပြောပြဘူးအောက်မှာမိုးပြဝါဒထောက်ခံသူများမှာနည်းနည်းလေးအပူလောင်နေကြတယ်ဗောနော်ရုပ်ပြတာတွေကိုရုံမပြအကောင့်တူတွေရောအဆက်တွေရောခင်ဗျဦးညာနာနဲ့စကားရှင်ပြောပါလားတို့အဲ့ထက်မှာတော့အစွာဆုံးကတော့ဦးနေအောင်ဗောနော်ဦးနေအောင်အနေနဲ့ကတော်တော်လေးကိုအစွဲကြီးနေတာကိုတွေ့ရတယ်အဲ့တော့ तू ကဘာပြောလဲဆိုတော့ဓမ္မဂုံတော်6ပါးဗောမြတ်စွာဘုရားကောင်းစွာဟောကြားထားတဲ့တရားတွေဖြစ်တယ်ကိုယ်တိုင်သိနိုင်တဲ့တရားတွေဖြစ်တယ်အခါမလင့်အကျိုးပေးတဲ့တရားတွေဖြစ်တယ်လာလေရှုလေဟိုဖိတ်မှန်တကပြုတ်တိုက်တဲ့တရားတွေဖြစ်တယ်ကိုယ်နဲ့မကွာဆောင်ထားတိုက်တဲ့တရားတွေဖြစ်တယ်ပညာရှိတို့ကကိုယ်စီကိုယ်ကသိရှိနိုင်တဲ့တရားတွေဖြစ်တယ်လို့တရားကုံတော်6ပါးကိုသူကဖွင့်ပြတယ်အဲ့တော့ဦးနေအောင်တို့အနေနဲ့စဉ်းစားရမှာကတရားကုံတော်ကကိုယ်တိုင်လည်းသိနိုင်တယ်အခါမလင့်လည်းအကျိုးပေးတယ်တကယ်အကျိုးပေးတယ်တကယ်သိနိုင်တဲ့တရားတွေပါနော်လာလေရှုလေလို့လည်းဖိတ်မှန်တကပြုခဲ့ကိုယ်နဲ့မကွာဆောင်ထားမယ်တရားတွေဆိုတော့လည်းအဟုတ်မှန်ဒါပေမဲ့ကိုဦးနေအောင်လို့နားမလဲတဲ့ကိစ္စတစ်ခုကပညာရှိတို့သာကိုစီကိုငါသိရှိနိုင်တဲ့တရားတွေလို့ပြောတာဦးနေအောင်တို့ရဲ့မိုးပြဝါဒကပညာရှိတို့ညှင်းခုံအပ်တဲ့တရားတွေဖြစ်နေပညာရှိတို့လက်မခံနိုင်တဲ့တရားတွေဖြစ်ပေါက်လို့ပဲစားတွေလက်ခံနိုင်တဲ့တရားဖြစ်နေအဲ့ဒါအဓိကပြဿနာပဲဘာသာတရားလို့ပြောလိုက်လို့ရှိရင်ကြိုက်တဲ့ဘာသာကမ္ဘာပေါ်မှာဘာသာပေါင်းထောင်နဲ့ချီပြီးရှိလက်ရှိလူများနားလည်ထားတဲ့ဘာသာကြီး၄ဘာသာပေါ့ဗျာဟာလားဗုဒ္ဓဘာသာဟိန္ဒူအစ္စလာမ်ခရစ်ယာန်ဆိုတဲ့ဘာသာကြီး၄ဘာသာသူတို့ရဲ့ဂိုင်းခွဲတွေအားလုံးမေ့လိုက်ဘာသာကြီး၄ဘာသာလေးလာကြည့်ဒီဘာသာတရားကိုယုံကြည်တဲ့လူတွေဘာကြောင့်ရှိနေတာလဲသက်သေပြနိုင်ယုံကြည်လောက်အောင်ပြောနိုင်တဲ့သက်သေတွေရှိတာအဲ့ဒါဒီယုံကြည်မှုကိုသက်သေပြတာကိုယ်တိုင်သိတာမဟုတ်အဲ့ဒီစကားတစ်လုံးကိုနားလည်နိုင်ဒါကဒီအကြောင်းကြောင့်လည်းဟုတ်တယ်ဒီအကျိုးကြောင့်လည်းဟုတ်တယ်လို့သက်သေပြတာယုံကြည်နိုင်လောက်အောင်သက်သေပြတာယုံကြည်မှုဆိုတာဘာသာတိုင်းပြလို့ရတယ်ပြီးတော့ဘာသာတိုင်းရဲ့အနိမပန်းနိုင်တယ်တမလွန်အကျိုးစီးပွားငါတို့မှာတမလွန်အကျိုးစီးပွားမရှိဘူးပစ္စုပန်အကျိုးစီးပွားကိုနီးကိုဟန်နဲ့ထွင်တာမြတ်စွာဘုရားကပစ္စုပန်အကျိုးစီးပွားကိုပြောတာဆိုကိုနီးကိုဟန်နဲ့မြတ်စွာဘုရားဒီပစ္စုပန်ကိုတမလွန်ကိုအကျိုးစီးပွားတော့ဟောထားခဲ့တာပစ္စုပန်အကျိုးစီးပွားတွက်ဆိုရင်ခင်ဗျားတို့ဂိုင်းလည်းမလိုအပ်ဘူးဘယ်ဘာသာကြီးမှလည်းမလိုအပ်ဘူးဘယ်တမနာပြမနာမှလည်းမလိုအပ်ဘူးဘယ်ဖျားမှလည်းပွင့်စရာမလိုဘူးပစ္စုပန်အကျိုးစီးပွားတခုပဲလိုအပ်တယ်လူစိတ်ဝင်လာဖို့လူတခုပဲလိုအပ်တယ်လူဟာလူစိတ်ဝင်လာပြီဆိုရင်ကိုချင်းစာတရားတွေကိုကျင်တရားတွေဝင်လာတယ်အဲ့ဒီအချိန်ကျရင်လောကငြိမ်းချမ်းဒါကိုတက်တည်ပြလို့ရလားဆိုတော့ဥရောပနိုင်ငံတွေမှာတက်တည်ထင်းထင်းရှားရှားပြလို့ရတယ်ဘာကြောင့်ထောင်နေပိတ်ပြရတာလဲအဲ့ဒါလူစိတ်ဝင်လာတာလူဟာလူစိတ်ဝင်လာတဲ့တနေ့ကြလို့ရှိရင်ခင်ဗျားတို့ဘာသာတရားတွေဟာလား philosopher တွေဘာတွေညာတွေမလို့အဲ့ဒီလူပတ်ဝန်းကျင်ငြင်းညမ်းမှုအတွက်လူတွေကပဲလုပ်ကြတာလူလောကကြီးငြင်းညမ်းအောင်လူတွေကပဲလုပ်ကြတာလူလောကကြီးပျက်စီးအောင်လည်းလူတွေကပဲလုပ်ကြတာဟုတ်လားခင်ဗျားတို့ရဲ့ပစ္စုပန်အကျိုးစီးပွားသည်ဘာသာတရားတစ်ခုအနေနဲ့ရှိစရာလည်းမလိုအယူဝါဒတစ်ခုအနေနဲ့ရှိစရာလည်းမလိုလိုအပ်တာတစ်ခုလေအဲ့ဒါဒီလူစိတ်ပဲလူဟာလူစိတ်ဝင်လာလို့ရှိရင်အလုံးငြိမ်းချမ်းတယ်လူစိတ်မဝင်လာလို့လောကကြီးမငြိမ်းချမ်းတာအယူဝါဒတွေကိုယူလိုက်တဲ့ခါမှာငါအယူဝါဒကမှန်တယ်သူ့အယူဝါဒကမှန်တယ်အဲ့ဒီအယူဝါဒတွေအပေါ်မှာငင်းခုန်ကြရင်းနဲ့လူတပ်ပွဲတွေဖြစ်လာတာလေတမိုင်းတစ်လျှောက်လုံးမှာရှိတယ်ဟုတ်လားအဲ့ဒီအတွက်ခမည်းတော်မှာဖြစ်နေတဲ့ပြဿနာကလူစိတ်ကိုလူလိုပြောလိုက်ရင်နားလေတဲ့ကိစ္စတစ်ခုကိုဖះကိုတည်ပြီးတော့တမ္မာတန်ဗုဒ္ဓကိုတည်ပြီးတော့ခမည်းတော်ဆွဲပြီးတော့တမ္မာတန်ဗုဒ္ဓကိုအစစ်နေအောင်လုပ်လိုက်တယ်ငကိုရင်းကဟလာခမည်းဦးညာနာနဲ့စကားရှင်ပြောပါလားလို့လာပြောတဲ့လူတွေလည်းရှိတယ်အဲ့တော့ခမည်းတော်ရဲ့ခိုင်းကောင်းဆောင်ကိုပြန်ပြီးစကားကရှင်းရှင်းလေးခမည်းတော်အယူဝါဒသည်လူသိပြီးရင်ဖြစ်တယ်မဖြစ်ဘူးမြတ်စွာဘုရားမဟုတ်ဘူးလို့ပြောတာဟုတ်တယ်နော်တခြားကတာကိုဘာကြောင့်လူလို့ဘာသာပြန်လာလဲဆိုတော့အဲ့စကားလုံးတစ်လုံးရအောင်ပြီပါဠိတော်မှာမေးလိုက်တိုင်းမှာတထာကတော့ဟောဒီတထာကတော့ပရမရဏဒါမျိုးမေးတာတတ္တဝါဒီတည်ပြီးရင်ဖြစ်သလားဆိုပြီးတော့ဒီဗိဒကမုံကြီးကဘာသာပြန်တယ်ခမည်းတော်ကလူလို့ဘာသာပြန်တထာကတော့ကိုဘာကြောင့်လူလို့ဘာသာပြန်ရတာလဲဘာကြောင့်တတ္တဝါလို့ဘာသာပြန်ရတာလဲဆိုတော့ကျွန်တော်မေးထားပြီးသားတတ္တဝါလို့လည်းဘာသာပြန်လို့မရသလိုလူလို့လည်းဘာသာပြန်လို့မရဘူးတထာကတော့တထာကတကတထာကတဆိုတဲ့ဂုံတိတ်ခါတက်တက်ရှိတယ်တထာဂေါတဂုံတိတ်ခါရှိနေတဲ့ပုံကိုယ်တွေလို့အဓိပ္ပာယ်ရည်ညွှန်းတာအဲ့တော့မိမိတို့သိအပ်တဲ့တရားအတိုင်းရောက်အပ်တဲ့ပုံကိုယ်တွေကသိပြီးဖြစ်သလားလို့မေးတာမဖြစ်ဘူးလားဖြစ်တယ်လည်းမဟုတ်မဖြစ်ဘူးလည်းမဟုတ်လားလို့မေးတာ
အဲ့ဒီမိကုံကအဲ့တော့မိုးရောင်ဝါဒကြီးကိုခင်ဗျားတိုက်ခိုက်နေတာလားဆိုတော့တိုက်ခိုက်เสียလည်းအကြောင်းမှမရှိတာလေမင်းတို့အယူဝါဒကိုမားတယ်ဒီမှန်တယ်ဒီမင်းတို့ဘာနဲ့မင်းတို့ကြိုက်ရင်ယူပြဿနာကဗုဒ္ဓကိုအစစ်နေတော့ဆွဲချလိုက်လို့ပြောပြနေတာမင်းတို့အစစ်ကမင်းတို့ပြောတဲ့အစစ်ကဗုဒ္ဓအစစ်မဟုတ်ဘူးမင်းတို့ယူထားတဲ့အယူဝါဒတဲ့ခုနပြောသလိုလူတယောက်လူအသိဉာဏ်ဝင်လာရင်ရတဲ့အသိဉာဏ်တွေဆိုတော့အဲ့ဒါကိုရေးကြီးခွင်ကျယ်တွေလုပ်ပြီးဓတနာကြီးတစ်ခုလို့ရေးကြီးခွင်ကျယ်တွေလုပ်ပြီးပြောနေတာပြောတဲ့လူတွေရဲ့ကြီးလိုက်တော့လေစာမတက်ပိတ်မတက်လူအသိဉာဏ်တော့မရှိတဲ့ကောင်တွေကပြောနေတာအဲ့ဒီကောင်တွေအကုန်လုံးကိုကြည့်လိုက်ရှင်နိုင်ငံရေးဂုံးတိုက်တယ်ဘာသာရေးဂုံးတိုက်တယ်လူမျိုးရေးဂုံးတိုက်တယ်အောက်တန်းစားတွေကြီးပဲဟဲ့လားမိုးပြဝါဒထဲမှာခက်တီတီနဲ့သင်္ကန်းချုပ်ပြီးတော့နိုင်ငံရေးဂုံးတိုက်ပြီးဗမာလူမျိုးချင်းနဲ့တတ်ခိုင်းနေတာအဲ့ဒါမိုးပြဝါဒယူထားတဲ့ပုဂ္ဂိုလ်ကိုဖုံးကြီးလို့ဘာလို့ကောင်မျိုးတွေအဲ့ဒါကိုမြတ်စွာဘုရားကပါဠိတော်မှာဟောထားတယ်လောကမှာအယုံညာဆုံးတခိုးတွေအဲ့တော့မင်းတို့ဟာမင်းတို့အယူဝါဒကိုလည်းတက်တက်မပြောရင်ဘူးဟုတ်လားငါတို့အယူဝါဒကွာငါတို့တီထွင်ထားတာပြောလိုက်ပြဿနာမရှိဘူးဖះမဟုတ်ဘူးဆိုဖះကိုတဲ့ပြီးတော့တဲ့ချက်ဆွဲတဲ့အတွက်ကိုမင်းတို့အယူဝါဒမင်းမရှာဝါဒဖြစ်နေတာဒါကိုပဲပြောပြတာဟုတ်လားမင်းတို့အယူဝါဒနဲ့မင်းတို့ဘာနဲ့မင်းတို့တီးတန့်ရှိနေတယ်ဆိုရင်ကိုတို့ကြီးကဖြည့်ရှင်းစရာလည်းမလိုတိုက်ခိုက်စရာလည်းမလိုဘာမှမလိုအပ်ဘူးမင်းတို့ရဲ့ရထားတဲ့အသိဉာဏ်တွေကမြတ်စွာဘုရားဟောပြတဲ့အသိဉာဏ်တွေမဟုတ်အဝေးကြီးဘာမှမဆိုင်လာမှမအဆက်ဘူးဟုတ်လားအဲ့ဒီတော့ပြောပြ